ကြီးမှာကနအုပ်ပေးသွင်းငွေ350ကျော်လစဉ်15သိန်းဝန်းကျင်နေထိုင်ရေးပေးသွင်းရုံနဲ့တိုက်ခန်းပိုင်ဆိုင်နိုင်မဲ့အပြင်350 discount မှာရရှိနိုင်မဲ့အင်အားစီမံကိန်းတစ်ခုကိုစိတ်ဝင်စားပါလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုစုံတီကြည့်ပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်နောက်ပြီးရှိနေတဲ့နေရာကတော့တောင်ကြီးအေးသာယာ2နှစ်အတွင်းမှာပြီးစီးမဲ့တောင်ကြီးကားတဲ့ estate အင်အားစီမံကိန်းပဲဖြစ်ပါတယ်ဒီအင်အားစီမံကိန်းကတာမန်အင်အားစီမံကိန်းတွေနဲ့မတူဘဲနဲ့မြို့သစ်တစ်ခုအလားဖွံ့ဖြိုးတိုးတက်လာမဲ့အင်အားစီမံကိန်းပဲဖြစ်ပါတယ်ဒီအင်အားစီမံကိန်းမှာ facility တွေပြည့်စုံပါဝင်သွားမှာဖြစ်ပြီးတော့ developer လုံး2နှစ်အတိုးမရေကြနဲ့ပိုင်ဆိုင်နိုင်မဲ့ပြီးတော့ဒီအင်အားစီမံကိန်းကိုညီမနဲ့အတူတူလိုက်ကြည့်လိုက်ရအောင်စီမံကိန်းမဟုတ်အဝင်24ပေအကျယ်ရှိတဲ့ကွန်ကရစ်လမ်းမကြီးပဲဖြစ်ပါတယ်။ဒီကနေတောင်ကြီးရန်ကုန်ပြည်အောင်စုလမ်းမတဲပေါက်ဖြစ်ပြီးတော့တီနီယာရပြောရမယ်ဆိုရင်တော့တောင်ကြီးမြို့ကနေဆိုရင်မိနစ်20ဟဲဟူးမြို့ကဆိုရင်တော့မိနစ်30နဲ့ညောင်ရွှေမြို့ကဆိုရင်တော့35မိနစ်လောက်နဲ့ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဒီနားမှာဆိုရင်လဲကာကြီးကွင်းကားလေးကွင်းအေးသာယာကောက်ကွင်းဤပညာတက္ကသိုလ်အာကာသိပ္ပံတောင်ကြီးပရိုဝန်စတာတွေရှိပါတယ်။ဒီအင်အားစီမံကိန်းမှာတိုက်ခန်းနဲ့လုံရင်းဆိုပြီးတော့2မျိုးပါဝင်ပါမယ်။ဒီဝယ်ပြီးတော့အိမ်ဆောက်ချင်တဲ့သူတွေအတွက်ပေ40 60ကနေစပြီးတော့အစားအစာရှိပါတယ်။ဈေးနှုန်းအပြင်3440ကနေစပြီးတော့ဝယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ပိုင်ဆိုင်မှုကတော့နှစ်30ရန်မြေဖြစ်ပြီးတော့50ရာခိုင်နှုန်းပေးချေပြီးရတဲ့အိမ်ဆောက်လို့ရပြီလို့သိရပါတယ်။လက်ရှိမှာ project ပြီးစီးမှုအခြေအနေကတော့အခုမြင်တွေ့နေရတဲ့အတိုင်းပဲအရင်ကထပ်ပို့ပြီးတော့ develop ဖြစ်လာတာကိုလည်းတွေ့ရပါမယ်။ပတ်ဝန်းကျင်အနေထားရကြည့်မယ်ဆိုရင်လည်းရှိုင်းမတောင်နဲ့နေပတ်လည်ဝန်းရံထားရတဲ့အတွက်360 degree view ကိုလည်းအပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။နောက်ခုရောက်ရှိနေတဲ့နေရာကတော့ဒီအရာစီမံကိန်းမှာ2နှစ်အတွင်းရုံလုံးပေါ်လာမဲ့ facility တွေကတစ်ခုဖြစ်တဲ့စောက်လုပ်နေတဲ့အင်မြတာဆေးရုံမှာဒီဆေးရုံမှာကရင်တရားစန့်ပြီးတော့ရှမ်းတောင်ပိုင်းရဲ့အကြီးဆုံးပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်လာမှာပါ။ဒီဆေးရုံကြီးပြီးတဲ့အချိန်မှာတော့ဒီအရာဝင်းကအရင်အထက်ပို့ပြီးတော့လူစီကားလာမှာလည်းဖြစ်ပါတယ်။ဒီအရာစီမံကိန်းမှာကျောင်း shopping center swimming pool gymဘန်ဒါတွေရှိနေမဲ့အပြင်ရေမီကိုလည်းအိမ်ရှိရောက်တွေ့တန်းပေးသွားမယ်24နာရီလုံခြုံရေးစနစ်လည်းပါဝေဦးမှာဖြစ်တဲ့အတွက်ကြောင့်အိမ်ရှိကိုထွက်လိုက်တာနဲ့ဒီ facility တွေအားလုံးရရှိနိုင်မှာဖြစ်ပါတယ်။နောက်ခုရောက်ရှိနေတဲ့နေရာကတော့တိုက်ခန်းတွေပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တိုက်ခန်းပေါင်း2400ကျော်ရှိပြီးတော့အသင့်တက်နေတိုက်ခန်းတွေရှိသလိုကျိုးပွိုင်းတိုက်ခန်းတွေလည်းရှိပါတယ်။ဒီတိုက်ခန်းတွေရဲ့ပတ်ဝန်းကျင်မှာဆိုရင်လည်းလမ်းမီးတိုင်းရေမြောင်းကွန်ကရစ်လမ်းတွေလည်းအကုန်နီးပါးပြီးစီးနေပြီဖြစ်ပါတယ်။ဒါဆိုရင်တိုက်ခန်းအတွင်းထဲမှာဘယ်လိုရှိမလဲဆိုတာညီမနဲ့အတူတူကြည့်လိုက်ရအောင်။ဒီတိုက်ခန်းတွေကတစ်ခန်းကို995 square feet အကျယ်ရှိပါတယ်။တစ်တိုင်းမှာ9လွှာပါပြီးတော့တက်လွှာမှာ4ခန်းရှိပါတယ်။ဈေးနှုန်းအဖြစ်3550ကနေစပြီးတော့ဒေါင်းပေးမဲ့30ရာခိုင်နှုန်းပေးချေရုံနဲ့7နှစ်အထိအတိုးမဲ့ရေးကြနဲ့ပိုင်ဆိုင်ခွင့်ရရှိနိုင်မှာဖြစ်တယ်လို့လူပါရခန်းတွေဖြစ်ပြီးတော့အထဲမှာရေမီးစေရေချိုးခန်းအင်နာပါပြီးသားဖြစ်ပါတယ်။ဒီလိုမျိုး facility တွေပြည့်စုံပါဝင်ပြီးတော့ရွေးထွေးလုံခြုံတဲ့တောင်ကြီးအေးသာယာအင်ယာစီမံကိန်းကိုစိတ်ပါဝင်စားရဆိုရင်တော့လာမယ့်ဇူလိုင်လ23နဲ့14တောင်ကြီးကားတဲ့ estate နဲ့နေပြည်တော်သင်္ကဟဟိုတယ်တို့မှာအယောင်ပြပွဲလေးကျင်းပသွားဖို့ရှိပါတယ်။ပွဲအတွင်းမှာ cash down ဝယ်ယူသူတိုင်းအတွက်350 discount ရရှိနိုင်မှာဖြစ်ပြီးတော့နောက်ထပ်အထူးစီစဉ်အနေနဲ့ဝယ်ယူအားပေးသူတွေကိုကျေးဇူးတုံ့ပြန်သောအားဖြင့်ကန်ဆယ်မဲ့လက်မှတ်တစ်စောင်စီပေးရသွားမှာဖြစ်ပြီးအခန်း100 TD ပြရနဲ့ပထမဆုတိုက်ခန်းတစ်ခန်းဒုတိယဆု iPhone 50 Pro Max တတိယဆု Aircon 3လုံးစတုတ္ထဆုစိုက်ကယ်တစ်စီးနဲ့နောက်ဆုံးဆု Aircon တစ်လုံးတို့ပါမဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ True Promotion နေနဲ့ကန်ဆယ်မဲ့စီစဉ်တွေကဒီပွဲနေ့ရက်အတွင်းမှာသာရရှိနိုင်မဲ့နောက်ဆုံးခွင့်ရဖြစ်တဲ့အတွက်ကြောင့်တောင်ကြီးကားတဲ့ estate အယောင်ပြပွဲကိုလာရောက်လေ့လာနိုင်ရန်အတွက်အမြန်ဆုံးဆက်သွယ်ပြီးတော့ကြိုတင်စီရင်ပေးထားဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ရှင်။